အိန္ဒိယရဲ့မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေဘယ်လိုရှိနေလဲပြီးခဲ့တဲ့ရက်ပိုင်းကအိန္ဒိယဝန်ကြီးချုပ်နရိန္ဒရာမိုဒီကမြန်မာသမ္မတဦးမင်းအောင်လှိုင်ကိုသူ့နိုင်ငံကိုဘာကြောင့်တခုတ်တရဖိတ်ခေါ်ခဲ့တာပါလဲမြန်မာနိုင်ငံပေါ်ထားတဲ့အိန္ဒိယရဲ့မူဝါဒတွေကဘယ်လိုရှိနေတာပါလဲမြန်မာအိန္ဒိယအတွက်ဘယ်လောက်ထိအရေးပါနေတာလဲအိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့အခုလိုပြောပါတယ်အိန္ဒိချင်းဦးစားပေးမူဝါဒအရှိတ်ပတ်နဲ့လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မူဝါဒမဟာစာဂမူဝါဒစားတဲ့မူဝါဒတွေနဲ့အညီအိန္ဒိယဟာမြန်မာနိုင်ငံအတွက်ယုံကြည်စိတ်ချရတဲ့အိန္ဒိချင်းကောင်းအဖြစ်တစ်မျိုးအားကိုးထိုက်တဲ့မိဖက်နိုင်ငံအဖြစ်တစ်ဖို့ရပ်တည်ပေးနေကြတဲ့အပြင်အကျက်တဲကာလတွေမှာလည်းအမြဲတမ်းရှေ့တန်းကနေကူညီကယ်ဆယ်သူဖြစ်ဆက်လက်တည်ရှိနေတယ်လို့ဝန်ကြီးချုပ်မိုဒီကပြောပါတယ်ဒီပြောကြားချက်ကိုကြည့်ရင်ဒေသတွင်းပထဝီဝင်နိုင်ငံရေးမှာမြန်မာနိုင်ငံအိန္ဒိယနိုင်ငံအတွက်ဘယ်လောက်ထိအရေးပါနေတယ်ဆိုတာကိုမီးမောင်းထိုးပြနေပါတယ်အိန္ဒိယရဲ့မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေဟာစိတ်ကူးရင်သဘောတရားတွေထက်လက်တွေ့ကျတဲ့ပထဝီဝင်နိုင်ငံရေးသဘောတရားပေါ်မှာပိုပြီးအခြေခံထားတာဖြစ်ပါတယ်ဒီတော့ဝန်ကြီးချုပ်မိုဒီပြောဆိုခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယရဲ့အဓိကမူဝါဒကြီး၃ခုကိုလေ့လာကြည့်လိုက်ကြအောင်ပါအိန္ဒိချင်းဦးစားပေးမူဝါဒ Neighborhood First Policy ဆိုတာကဘာပါလဲဒါကအိန္ဒိယဟာကုန်းမြေချင်းထိစပ်နေတဲ့အိန္ဒိချင်းနိုင်ငံတွေနဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ကုန်သွယ်ရေးကိုပထမဦးစားပေးဖြစ်ဆောင်ရွက်မယ်ဆိုတဲ့မူဝါဒဖြစ်ပါတယ်မြန်မာနိုင်ငံဟာအိန္ဒိယနဲ့ကုန်းမြေနယ်နိမိတ်ကီလိုမီတာ1600ကျော်မိုင်1000နီးပါးအထိထိစပ်နေတဲ့တစ်ခုတည်းသောအရှေ့တောင်အာရှနိုင်ငံဖြစ်ပါတယ်အိန္ဒိယနိုင်ငံဘက်ကမီဇိုရမ်မဏိပူရနာဂလန်းနဲ့အာရုဏာချယ်ပရာဒက်ရှ်ပြည်နယ်တွေဟာမြန်မာဘက်ကချင်းပြည်နယ်စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့နဲ့ကုန်းမြေချင်းထိစပ်နေတာဖြစ်ပါတယ်ဒီလိုနှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှုတွေပေါ်အခြေခံပြီးဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေထဲမှာအိန္ဒိယရှေ့မြောက်ပိုင်းကလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အရေးအလဲအဓိကကျလာပါတယ်နှစ်နိုင်ငံနယ်စပ်မြန်မာဘက်ချမ်းမှာဒီလက်နက်ကိုင်အဖွဲ့တွေစစ်စခန်းချရပ်တည်နေမှာကိုအိန္ဒိယကမလိုလားပါဘူးဒါကြောင့်အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေမြန်မာနယ်နိမိတ်ဘက်မှာမြက်တည်နိုင်ရေးအတွက်အိန္ဒိယမြန်မာအစိုးရနဲ့နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့လိုလားနေတာလည်းဖြစ်ပါတယ်။အလားတူမြန်မာနိုင်ငံတွင်းကလက်နက်ကိုင်ပဋိပက္ခတွေကြောင့်အိန္ဒိယနိုင်ငံဘက်ခြမ်းကိုမြန်မာဒုက္ခသည်တွေဝင်ရောက်လာနေတာကလည်းအိန္ဒိယရှေ့မြောက်ပိုင်းပြည်နယ်တွေရဲ့တည်ငြိမ်ရေးကိုတစုံတရာထိခိုက်စေတယ်လို့အိန္ဒိယကရှုမြင်ပါတယ်။ဒါကြောင့်အိန္ဒိယဟာအိမ်နီးချင်းမြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခတွေအမြန်ချုပ်ငြိမ်းဖို့နဲ့နိုင်ငံရေးတည်ငြိမ်မှုရစေဖို့အမြဲတမ်းလိုလားနေတာဖြစ်ပါတယ်။အိမ်နီးချင်းဦးစားပေးမူဝါဒ Neighborhood First Policy အရအကျက်တဲကာလတွေမှာရှေ့တန်းကကူညီပေးသူဖြစ်လေအိန္ဒိယကမြန်မာနိုင်ငံပေါ်ရပ်တည်ပေးခဲ့တဲ့တာရကတွေအများအများရှိပါတယ်။ COVID-19 ကာရောဂါကာလမှာအိန္ဒိချင်းမြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေးတွေကူညီပို့ဆောင်ပေးခဲ့တာရခိုင်ပြည်နယ်မြောက်ပိုင်းကိုဝင်ရောက်ခဲ့တဲ့အင်အားပြင်းမိုခါစိုက်ကလုန်းမုန်တိုင်းတိုက်ခိုက်ခံရပြီးချိန်မှာကယ်ဆယ်ရေးပစ္စည်းတွေနဲ့လူသားချင်းစာနာမှုကူညီတွေကိုအမြန်ဆုံးပေးပို့ခဲ့တာတွေဟာဒီမူဝါဒရဲ့ပြရုပ်တွေပဲဖြစ်ပါတယ်။ဒါကြောင့်လက်ရှိချိန်မှာလည်းအိန္ဒိချင်းဦးစားပေးမူဝါဒ Neighborhood First Policy အတိုင်းအိန္ဒိယဟာမြန်မာနိုင်ငံနဲ့နယ်စပ်ဒေသတည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်တာမြန်မာနိုင်ငံရေးတည်ငြိမ်ရေးအတွက်ထောက်ခံအားပေးတာတွေနဲ့နှစ်နိုင်ငံဆိုရကြလိုအပ်တဲ့အကူအညီတွေကိုဆက်လက်ပံ့ပိုးကူညီပေးနေဦးမှာပဲဖြစ်ပါတယ်။